အဲ့တော့စာမွဲတွေကအမျိုးအစားအမျိုးမျိုးရှိနိုင်တယ်စာမွဲတွေကဟိုအတန်းအောင်တဲ့စာမွဲရှိတယ်ဒါပေမဲ့မင်းဘွားကိုပြောင်းလဲစေတဲ့စာမွဲရှိတယ်အဲ့တော့လေးနဲ့ပုံကြီးကမတူဘူးအဲ့ပုံမှာမို့တည်ပြီးတော့အားထုတ်မှုကွာမယ်အဲ့ဒီပုံမှာမို့တည်ပြီးတော့အဲ့တော့ဒီ10 ရန်စာမွဲဆရာဖြေတယ်ဆရာ web prepare ပါပဲ my examination is web prepare ပဲဆရာတေချာလုပ်တယ်တင်ခုနတင်ချာတွေ physics တွေ chemistry တွေမေးခွန်းတွေ့လိုက်တဲ့အဖြေကတန်းပြောနိုင်တယ်ဒါအဖြေဘယ်လောက်ဒီမေးခွန်းမှာအဖြေဘယ်လောက်ရှိလဲဘယ်လိုတွေ့ရမှာအကုန်သိပြီလားအချိန်မောင်းယာနဲ့ချီပြီးတွေ့တာတော့ physics ပု္ပ္ပစာတွေ chemistry ပု္ပ္ပစာတွေအထုထုတ်တွေစာအုပ်ခုနအဆိုင်မှာရှိတဲ့အထုထုတ်တွေအဲ့ဒါတွေအထုထုတ်3မျိုးရှိရင်3မျိုးလုံးဆရာဝယ်ထားပြီးတော့အဲ့ဒီကပု္ပ္ပစာတွေကော်အောင်တွက်တာ physics တွေ chemistry တွေ maths တွေ biology တွေတွက်အဲ့လိုတစ်ခါကြက်တာအဲ့ဒါပြဿနာတက်တာအင်္ဂလိပ်စာအထူးလို့ကျက်စာအုပ်ကျက်တယ်မရဘူးခုနမိကုန်းကိုမဖတ်တတ်တာပြဿနာမဖတ်တတ်တဲ့ပြဿနာနောက်မှကွက်လက်ဖြည့်တာပင်နဲ့ဆရာတယောက်နဲ့သွားတွေ့လို့အောင်တာနှုတ်ကသူနဲ့မတွေ့ရင်ဆရာတော်ဒုက္ခရောက်အောင်ကွက်လက်ဖြည့်တယ်ဆရာကွက်လက်ဖြည့်နေစာတော့မတတ်ဘူးကွက်လက်ဖြည့်တာဒီနေ့မှဒီလိုဖြည့်ဒီနေ့မှဒီလိုဖြည့်အောင်ပါတယ်ဒါမှစကိုဆံပွဲကိုမကျင်တတ်ဘူးသိမကြိုက် satisfy မဖြစ်ဘူးဘာလို့ကိုတက်တာမဟုတ်ဘဲနဲ့အောင်ငါတက်တာမဟုတ်ဘူးအောင်မကြိုက်ဘူးပဲအဲ့ဒါဆံပွဲအပြင်အောင်ပြောပြတာအဲ့မှာလည်းအဲ့လိုပြင်ခဲ့တယ်ဒါကဘဝမပြောင်းလဲဘူးတက်ကတူတက်တော့လဲတက်ကတူဆံပွဲတွေကိုဆရာတခုမှပေါ်ဒီပေါ်ဆံမလုပ်ခဲ့ဘူးစာပေးစာယူဆံပွဲစာအုပ်တွေမှန်သမျှကိုရှေ့ဆုံးညနေဖုံးကနေနောက်ဆုံးညနေဖုံးရောက်ကာဘာတူကာဘာ I read the book အဲ့စကားလုံးကလည်းအသုံးမှန်ကာဘာတူကာဘာဆိုတာအစာဆုံးဖတ်တယ်လို့ပြောတာ I read the book ကာဘာတူကာဘာတေချာဖတ်တေချာခုနစာမွေးမှာပြောနေတယ်ကွာမင်းတို့တော့အဲ့ခံစားမှုရှိလားမသိဘူးဆရာမေးခွန်းကြည့်လိုက်တော့ငါပြင်နိုင်တယ်ကွာပြောနေတယ်ဟာပြောပပကြီးကိုကြိုင်တာစာမွေးတကားလေမင်းဟိုအပေါ်ယူသွားလောက်ကြိုင်ဟုတ်တယ်ဒါမှမဟုတ်လေဘောပင်ဆိုရင်လည်းဘောပင်3-4ချောင်းထည့်သွားတယ်တစ်ချောင်းမင်းကုန်ဝိုင်းစောအောင်အဲ့လိုဖြေတယ်အဲ့ဒါတွေကဘောမပြောင်းလဲဘူးဒါဘွဲအောင်ဘွဲရအောင်ပဲနိုင်ငံခြားသွားဖို့စာမွဲကြတော့ဘောပြောင်းလဲနောက်တက္ကသိုလ်စာမွဲဆိုတာဖြေနေတဲ့လူတွေအောင်တယ်နိုင်ငံခြားသွားမယ့်စာမွဲကြတော့24ရောက်ပဲရွေးမယ်ဖြေမှာ1000ကျော်တယ်အရှင်ပြိုင်မဲ့နှုံးကဘယ်လောက်ရှိလဲဆိုတာမင်းစဉ်းစားပြိုင်မှာ1000ကျော်ပြီဘောဆိုနိုင်ငံခြားသွားတာတော်တော်ပြောစရာကောင်းတာပဲမိသားစုဒီစုလုံးသွားတယ်လုံးဝအိတ်ထရတပြားမှမကုန်အောင်နိုင်ငံခြားရောက်လို့ရှင်အိုးနဲ့အိမ်နဲ့နေရမယ်ကိုတက် special အစိုးရငှားထားပြီးသားကိုအတွက်အိမ်တွေပါအကုန်လုပ်ထားပြီးသားစီဝါအလကားကိုရတယ်နိုင်ငံခြားရောက်နောက်ပတ်စံလည်းစုနေသေးတယ်လစားလည်းကိုဒီတိုင်းမှာရတဲ့ပတ်စံလည်းအစ340လောက်ရတယ်လစားလောက်ဒေါ်လာနဲ့ပေးတော့ဆိုတော့အများကြီးกว่าအဲ့တော့ဒီအခွင့်အရေးကိုခါတော့ဝိုင်းတိုးကြတာပေါ့အဲ့ဒါကြတော့ဒီစာမွေးကဘောကပြောင်းမယ်စာမွေးဖြစ်လာတယ်နော်အဲ့တော့ body boss လုပ်လို့မရဘူးအဲ့တော့ပထမဆုံးဘာလုပ်ရလဲဆိုတော့ဒီစာမွေးကိုပထမဆုံးလုပ်ဖို့အတွက်စာမွေးဖြစ်ဖို့အတွက်ဆရာရင်ဘာလုပ်ရလဲဆိုတော့မိကုန်းဟောင်းတွေကိုလိုက်စုရတယ်ဟိုကရသမျှဒီရသမျှလိုက်စုရတယ်မိကုန်းဟောင်းတွေလိုက်စုပြီးတော့မိကုန်းဟောင်းတွေပြုစုရတယ်ပြီးတော့မိကုန်းက4ခုပါတယ်တစ်ခုကိုတနာရီဖြည့်ရမှာအဲ့ဒါကိုမိကုန်းတော့2နာရီအခွဲပြီးဖြည့်ရတယ်အဲ့ဒါကိုမိကုန်းတွေကိုအရင်လေ့လာရတယ်တော့ဘယ် subject မှာဘယ်လို translation မှာဘယ်လိုခုန essay မှာဘယ်လိုမြန်မာ essay အင်္ဂလိပ် essay မေးမယ် translation မေးမယ်နောက်ကအဲ့တော့ပါတီရှိတော့ပါတီနဲ့ပတ်သက်တဲ့မေးမယ်ဒါပဲအဲ့ဒါကိုကြည့်ပြီးတော့မိကုန်းတွေလိုက်မိကုန်းတွေအရင်စုပြီးတော့မိကုန်းစုပြီးတော့ဘာလုပ်အောင်လဲဆိုတော့စာအုပ်စုရအဲ့တော့ဒီမိကုန်းနဲ့ဆက်နေတဲ့စာအုပ်တွေလိုက်ရှာဒါဆရာ preparation လုပ်တာပြောပြတယ်စာအုပ်အတွက်အဲ့မှာစာအုပ်တွေလိုက်ရှာစာစု
စုပြီးတော့မှအဲ့စာတွေကိုပထမအကျန်းဖတ်အစဆုံးဖတ်စောင်းတယ်ပြီးတော့ဒုတိယအပြင်ထပ်ဖတ်တတိယအပြင်ထပ်ဖတ်ပြီးတော့မှနောက်တော့မှတခါနှစ်ချော3ရောက်ဖတ်ပြီးတော့မှ point ကိုလိုက်ထုတ်အဲ့တော့ကတော့မင်းတို့လိုခုန highlight ပင်နေပါလေမရှိဘူးတို့တိုင်းမှာနီးပြတန်ပဲရှိတယ်ခဲနာမရောနီးပြတန်နဲ့အနီတချမ်းအပြတချမ်းခုဘက်ကအဖေဘက်ကအနီကောင်းဘက်ကအပြအဲ့လိုမျိုးနှစ်ဖက်သလုံးခြုံထားခြုံပြီးတော့အနီတန်အပြတန်အပြတာတာပြီးအဲ့ဒီတစ်ခါပြန် note တွေပြန်ထုတ်အဲ့လိုလောက်ရတယ်ပြင်ရတယ်ဒါကဒီဘက်ကအင်္ဂလိပ် essay ကြတော့ဘဘကြီးဥက္ကမလာရေးတဲ့ current essay ကအဲ့တော့ဘောင်းဝင်တယ်အဲ့တော့စာမွဲတွေနဲ့ဘဘကြီးစာမွဲဘဘကြီး essay နဲ့ဘောင်းဝင်တယ်အဲ့တော့ဘဘကြီး essay ကအပုတ်ကြီး80အဲ့အပုတ်ကြီး80အားလုံးအလွတ်ကျက်ပလိုက်တယ်လွတ်ကျက်ပြီးတော့အချိန်ပေါင်းများစွာပြန်ရေးတာရိုးရေးလို့မရဘူးရှေ့မှာနိုင်ချတာပြီးရေးရတယ်တပုတ်ကိုဘယ်နှမိနစ်နဲ့အပြီးရေးလဲအလွတ်ရေးတာနော်အလွတ်စောင်းကြည့်ရေးရမယ်မဟုတ်ဘူးစောင်းကြည့်ရေးတာမဟုတ်စာမျက်နှာတော့မကြည့်ပြီးတော့ရေးဘယ်နှမိနစ်နဲ့အပြီးဝင်တယ်ဘယ်နှမိနစ်နဲ့အပြီးဝင်တယ်အဲ့လိုကျင့်ရတာအဲ့တော့အေးစစ်တော့ကိုယ့်အောင်မှန်းလည်းသိတယ်အဲ့တော့ဟိုမှာမေးခုနအင်တာဗျူးဝင်တဲ့ခါကျတော့အောင်မေးခွန်းမေးတဲ့လူကသဘောပေါက်ပြီဘာလို့ဆိုဆရာတို့ရဲ့ဒီ answer ပေးပါတော့တို့ကြည့်ပြီးမှမေးခွန်းမေးတာanswer ပေးမှဆိုတော့ဖြေနိုင်တဲ့မေးခွန်းတွေမေးတော့တာပေါ့ကွာဟိုကြားမဲ့ကောင်းနေဆိုခက်တဲ့မေးခွန်းတွေကြောက်မေးတာကြားအစိုးရကြားနေသူသိနေငါမပါတော့အောင်မဲ့လူတွေကြတော့ဖြေနိုင်မဲ့မေးခွန်းမျိုးတွေမေးပါတယ်အဲ့တော့ကိုကဒါတွေလေ့လာထားလိုက်တော့ပြီးသွားအဲ့တော့နိုင်ငံခြားရောက်သွားအဲ့တော့ဆံမွဲဘယ်လိုပြင်ဆင်လဲဆိုတာပထမဆင့်မေးခွန်းဟောင်းတွေစုတယ်ဒုတိယစာအုပ်တွေစုတယ်တတိယ note တွေထုတ်တယ်ပြီးတော့မှအဲ့ဒါတွေကိုအချိန်ပေါင်းများစွာအလွတ်ကျက်တယ်ပြန်ရေးတယ်အလွတ်ကျက်တယ်ပြန်ရေးတယ်ဘာမှအောင်စရာရှိတယ်မှာအေးစေးအဲ့လိုမလုပ်တဲ့လူတွေဆက်တချို့ကြွားသေးတယ်ငါစစ်တမ်းဖြေတာနိုင်ငံခြားသွားဖို့ဆံမွဲဖြေတာ10ခါရှိပြီတဲ့မဟုတ်ကဟိုကရှောက်ကြွားတယ်ကိုညံ့တယ်ပြောတာမပြော10ခါရှိပြီတဲ့ဆံမွဲ10ခါဆိုတော့ညံ့လုံးလို့10ခါဖြစ်နေတာသူကတွေ2ခါနဲ့ဖြေပေါက်သွားတာပဲတစ်ခါဖြေအောင်တာပဲဆရာတစ်ခါပဲဖြေတာအောင်အဲ့တော့ web prepare အောင်နားလည်ပြီလား your examination must be well prepared နောက်က I am prepared to go abroad အဲ့မှာကျတော့ prepare က ready လို့တွေးလို့ထွက်တယ် prepare ကို passive voice နဲ့သုံးရတယ် I am prepared PREPARED I am prepared to go abroad ABROAD နိုင်ငံခြားသွားဖို့အသင့်ဖြစ်နေပြီ I am prepared ABROAD abroad